ရွာမှာဘာတွေပြောင်းလဲကုန်ပြီ ဘာမှမပြောင်းလဲပါဘူး အေးကစင်းနေရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဟိုဘာတွေပြောင်းလဲကုန်ပြီ ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့ဟိုမင်းမွေးထားတဲ့ကြောင်လေးတော့သေသွားပြီကွာ ဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ့်မာတာကွာဘာဖြစ်လို့တည်သွားတာလဲ မင်းရဲ့အဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲ စပကြီးကိုမင်းနဲ့ရှို့တယ်အနေနဲ့မဟုတ်ဟိုစပကြီးကိုမင်းနဲ့ရှို့ရတဲ့အောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲ ဘာရင်လို့မဟုတ်ပါဘူးကွာဟိုမင်းညမလေးအရက်သမားထုံးနိုင်တဲ့လိုက်ပြေးတဲ့ကိစ္စ ဟာဘယ်မှာလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင် မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာ ပြောလို့မရတော့ဘူးဆိုတော့နေစမ်းဟိုသူတို့ကဟိုအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲ အဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာ ဘယ်လိုဖြစ်တယ် မင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွား အမလေးကအမေပါသွားတယ်ဟောဒါဆိုမင်းသိပြီပေါ့မင်းကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျအာဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲ မင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကျသွား ဟင် မင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေတယ် အမလေးဗျာအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကိုကထောင်ကျနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချင်းနေဖြစ်မလားကွာ စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ကွက်တွေပါ တည်ငြိမ်နေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်နေတယ်တရားရှင်ကြီး